မိတ်ဆွေသူတော်ကောင်းအပေါင်းတို့ဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဗုဒ္ဓဘာသာဝင်တွေရောက်မဖြစ်မနေကျင့်သုံးသင့်တဲ့အခြေခံတရားများတီလတမာရိပညာအကြောင်းပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုမဝင်ခင်မှာအရင်အပိုင်းတွေကိုပြန်လည်သတိရလိုက်ရအောင်ကျွန်တော်တို့ဒီဗုဒ္ဓဘာသာဆိုတာဘာလဲဆိုတဲ့အကြောင်းအရာဒီမှာအရင်ကဘာသာဆိုတာဘာကိုဆိုလိုတာလဲဗုဒ္ဓဆိုတဲ့အဓိပ္ပာယ်ကဘာလဲမြတ်စွာဘုရားရှင်ကဘာကြောင့်ပြုတော်မူခဲ့တယ်လဲဗုဒ္ဓတဒနာသုံးမျိုးဆိုတာဘာလဲဗုဒ္ဓဘာသာဟာကုကွယ်ယုံတာမဟုတ်ပဲဘာကြောင့်လက်တွေ့ကျင့်သုံးရတဲ့ဘာသာဖြစ်တယ်ဆိုတာကိုအစဉ်လိုက်ရှင်းပြခဲ့ပြီးပါပြီအကယ်၍မိတ်ဆွေတို့အနေနဲ့အရင်အပိုင်းတွေကိုမကြည့်ရသေးဘူးဆိုရင်တော့ဒီအပိုင်းတွေကိုပုံမှန်နဲ့ရှင်းရှင်းနားလည်နိုင်ဖို့အရင်အပိုင်းတွေကိုလည်းပြန်လည်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာအကြောင်းအရာတစ်ခုနဲ့တစ်ခုဆက်ဆက်တိဆောက်ထားတာကြောင့်အစကနေလိုက်နာတော့ရင်ဗုဒ္ဓတဒနာရဲ့အနှစ်သာရကိုပုံမှန်ရှင်းလင်းစွာသဘောပေါက်လာမှာဖြစ်ပါတယ်ဒီနေ့မှာတော့အဲ့ဒီတဘာဝတရားတွေကိုလက်တွေ့ဘဝထဲဘယ်လိုအသုံးချရမလဲဆိုတဲ့အရေးကြီးဆုံးအပိုင်းတွေကိုဆက်လက်ဆွေးနွေးတော့ကြပါမယ်အဲ့ဒါကတော့တီလတမာရိပညာဆိုတဲ့အကျင့်သုံးရဲ့အကြောင်းပဲဖြစ်ပါတယ်လူအများကဗုဒ္ဓဘာသာဆိုတာဘာလဲလို့မေးရင်အဖြစ်အမျိုးမျိုးထွက်နိုင်ပါတယ်ဒါပေမဲ့မြတ်စွာဘုရားရှင်ဟောထားခဲ့တဲ့တရားတော်ရဲ့အနှစ်ချုပ်တွေကိုပြောရမယ်ဆိုရင်တော့တီလတမာရိပညာဆိုတဲ့အကျင့်သုံးရဲ့ပဲဖြစ်ပါတယ်တီလဆိုတာဘာလဲတီလဆိုတာကိုနှုတ်အပြုတ်အမူတွေကိုမကောင်းမှုပဲမရောက်အောင်ထိမ့်သိမ်းခြင်းပဲဖြစ်ပါတယ်တီလရှိတဲ့သူဟာဘယ်သူမှမမြင်တဲ့နေရာမှာတောင်မကောင်းတာကိုမလုပ်ပါဘူးလူတယောက်ကပိုက်ဆံအိတ်တစ်လုံးကောက်ရတယ်ဆိုတာစို့ဘေးမှာဘယ်သူမှမရှိဘူးသူယူသွားရင်လည်းဘယ်သူမှမတိနိုင်ပါဘူးဒါပေမဲ့သူကဒါဟာငါပစ္စည်းမဟုတ်ဘူးလို့တွေးပြီးပိုင်ရှင်စီပြန်ပေးလိုက်တယ်ဒါဟာတီလရဲ့အလှတရားပဲဖြစ်ပါတယ်တမာရိဆိုတာဟောပါလဲတမာရိဆိုတာစိတ်ကိုတင်းငင်အောင်လက်ကျင့်ခြင်းပဲဖြစ်ပါတယ်ရင်းနှီးခဲ့မှာလူအများရဲ့စိတ်ဟာအလုံးငွေကြီးလူမှုရေးဖုန်းလူမှုကွန်ရက်တွေကြောင့်အမဲရှုပ်ထွေးနေပါတယ်စိတ်မတင်းငင်တဲ့သူဟာအလွေတကူဒေါသထွက်တတ်ပါတယ်ဆုံးဖြတ်ချက်မှားတတ်ပါတယ်ဒါကြောင့်နေ့စဉ်မိနစ်အနည်းငယ်ပဲဖြစ်ဖြစ်အသက်ရှူတာတွေကိုတတိထားပြီးတော့စိတ်ကိုငြိမ်အောင်လက်ကျင့်ပေးသင့်ပါတယ်စိတ်ငြိမ်လာတဲ့အခါပြဿနာတွေကိုလည်းပူပြီးပညာရှိဖြေရှင်းလာနိုင်မှာပဲဖြစ်ပါတယ်ပညာဆိုတာဟောပါလဲပညာဆိုတာစာအုပ်ဖတ်တာများတာကိုပဲမဆိုလိုပါဘူးအမှန်ကိုအမှန်တိုင်းမြင်နိုင်တဲ့ဉာဏ်ကိုပညာလို့ခေါ်ပါတယ်လောကမှာဘာမှမတည်မဲဘူးချမ်းသာခြင်းလည်းမတည်မဲဘူးဆင်းရဲခြင်းလည်းမတည်မဲဘူးအောင်မြင်မှုလည်းမတည်မဲဘူးဒီအမှန်တရားတွေကိုနားလည်လာတဲ့သူဟာလောကဓာတ်ကြောင့်အရာကြီးမတုံလို့တော့ပါဘူးတီလတမာရိပညာကဘယ်လိုဆက်ဆက်နေပါသလဲတီလမရှိပဲတမာရိယမခိုင်နိုင်ဘူးတမာရိမရှိပဲပညာပေါ်မလာနိုင်ဘူးဥပမာတစ်ခုပြပြမယ်အိမ်ဆောက်မယ်ဆိုရင်အုံမြက်ကိုတီလလို့သတ်မှတ်ကြရအောင်အိမ်တိုင်းတွေကိုတမာရိအမှုကပညာအုံမြက်မကောင်းရင်အိမ်ကြီးကမခိုင်ခန့်နိုင်တယ်လို့တီလမရှိရင်အကျင့်တရားလည်းမတိုးတက်နိုင်ပါဘူးနေ့စဉ်ဘဝမှာဘယ်လိုကျင့်ရမလဲမနဲ့နိုးရင်ငါးပါးတီလကိုသတိရပါစကားပြောတဲ့အခါမှာအမှန်တရားကိုပြောပါစိတ်ဆိုးလာရင်အသက်ကိုဖိဖိရှူပြီးတေးခံကြည့်ပါညအိတ်ခါနီးဒီနေ့ငါဘာကောင်းမှုတွေလုပ်ခဲ့တယ်လဲလို့ကိုပြန်မေးကြည့်ပါဒီလိုနေ့စဉ်လက်ကျင့်သွားရင်စိတ်ဟာတဖြည်းဖြည်းနဲ့ပြောင်းလဲလာမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့ဗုဒ္ဓဘာသာဟာယုံကြည်ယုံနဲ့မပြီးပါဘူးကျင့်သုံးမှအကျိုးပေးတဲ့ဘာသာဖြစ်ပါတယ်တီလကိုစောင့်ထိန်ပါဓမ္မရီကိုလေ့ကျင့်ပါပညာကိုဖွံ့ဖြိုးအောင်ကြိုးစားပါဒီအကျင့်သုံးရက်ကိုဘဝမှာတဖြည်းဖြည်းကျင့်သုံးသွားမယ်ဆိုရင်စိတ်ချမ်းသာခြင်းငြိမ်းချမ်းခြင်းနဲ့မြတ်စွာဘုရားရှင်ပြသခဲ့တဲ့လမ်းစဉ်ကိုတဖြည်းဖြည်းရှောက်လန်းနိုင်ပါလိမ့်မယ်နောက်အပိုင်းကမှာတော့ကံဆိုတာဘာလဲကံကြမ္မာကိုပြောင်းလဲနိုင်တယ်လားဆိုတဲ့အကြောင်းအရာကိုပိဋကတ်တော်နဲ့နေ့စဉ်ဘဝဥပမာများဖြစ်ဆက်လက်ဆွေးနွေးတော့ကြပါမယ်အားလုံးပဲမြတ်ဗုဒ္ဓဤတရားအလင်းဖြစ်စိတ်ချမ်းသာကိုယ်ချမ်းသာပြီးမိဘနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြပါစေဒါ